မင်္ဂလာပါရှင်ကျမတို့ရဲ့ MH Horror Story Channel ကနေပရိသတ်များကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကတော့မေဘွားစိန်နဲ့တမျှဘူးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဘေးနားနိုဒီကောင်းလေးကိုလည်းနှိပ်သွားပေးခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်ခုအစပြီးတော့ဇာတ်လမ်းလေးကိုနားဆင်ကြည့်လိုက်ကြရအောင်ပါနေညိုရင်လေးပြိုးတဲ့အင်တိုင်းသားလေးမောင်ဖချစ်ပါတယ်ခမညာမောင်ဖချစ်တရားမူးနေပြီဖြစ်ပါတယ်အရက်ပလင်းကိုခါကြညက်ကချက်တောက်များလေးကန်စွာတလန်းချင်းရှောက်လန်းခဲ့ပါတယ်ဟဲ့ဘာချင်းရေချင်းကဲ့ရဲ့လားကွဘသူကြီးတုံးဗျငါပါဥဖို့ဝပါကွာဟာလေးဖိုးဝပါလားကြိုက်တယ်ဒီကနေ့တော့ဘေးရွာကကောင်းနေပါလာတော့ပိုးတောင်ကြိုက်သေးဗျာဘာချစ်ကအရက်တမ်းမှာအရက်မူသမားတယောက်ဖြစ်ပေမဲ့ဘာချစ်ကိုမုန်းသူမရှိချစ်ခင်သူတွေများပါတယ်။ဘာချစ်မူရင်အာသက်ရှာသက်ပြီးတော့မမူးရင်တော့ဘာချစ်ကစကားနဲ့သူဖြစ်ပါတယ်။ကိုဘာချစ်ထမင်းတော့စားတော့မလားဗျမစားသေးဘူး။ခင်ဦးရေငါအိမ်အောင်မယ်ကွာဒါဆိုလဲအိတ်တော့မိမဖြစ်သူခင်ဦးကလည်းကိုဘာချစ်ကိုအပြစ်မမြင်ပဲ။အလုပ်ပင်မှန်း၍တောက်တယ်လို့သာမှတ်ယူပေတယ်။ခင်ဦးမှတ်ယူတာကလည်းမှန်ပါတယ်။ဘာချစ်ကနေဘက်ဆိုရင်လေတော့ဆင်၍မမောနိုင်မပန်းနိုင်လောက်ကင်တတ်သူဖြစ်ပါတယ်။ဘာချစ်အဖေဦးကြလုံးကတရွာသားဖြစ်ပြီးတော့အင်တိုင်းရွာသူဒေါ်ဖွားတီနဲ့မြတ်တာမြကအင်တိုင်းရွာသူရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။ဦးကြလုံးကဒေါ်ဖွားတီနဲ့မဆုံငင်ကလေးကကုံတယ်လုပ်တယ်လို့ပြောပါတယ်။အင်တိုင်းရွာသူရောက်လာတော့မှဒေါ်ဖွားတီနဲ့တိုးတိန်ထူထောင်ကလေယာလုပ်ငန်းကိုသာလောက်ကင်ပါတယ်။တားဖြစ်သူပါချင်နဲ့ခင်ဦးတို့လက်ထပ်ပြီးချိန်ရောက်မှဦးကြောင်လုံးကတော်ပါးတီပါရှင်းစင်နောက်စင်ဆိုသလိုစုံပါသွားကြပါတယ်။ခင်ဦးကလည်းမိဘတွေစုံပါသွားတဲ့ဘာချစ်ကိုတနာပူကအပြစ်မဆိုနိုင်ချာ။ကိုဘာချစ်အေးပြောညဘက်ဆိုရင်အစောကြီးမအိပ်ပါနဲ့လားတော့။ဟေးဘာလို့တော့ကွာခင်ဦးစကားကြောင့်မျက်လုံးပင်ကကြည့်ပြီးဘာချစ်မေးလိုက်တယ်။ဟုတ်တော့ညဘက်ဆိုရင်အစောကြီးမအိပ်ပါနဲ့လို့အေးဘာဖြစ်လို့လဲဟာပြောမှပေါ့ခင်ဦးရာကြောက်လို့တော့ကြောက်လို့မင်းကဘာလို့ကြောက်တာလဲကွာ။အိုးကြောက်ပြောလိုက်လို့တော်မယုံမှလဲခက်တယ်။ဘာကူမယုံမှလဲမင်းစကားကအစမ်းပါလားကွာ။ဒီလိုတော့ညဘက်ဆိုရင်လေအိမ်နောက်ဖေးကလမ်းလျှောက်တန်ကြီးကြားရတယ်တော့။ပြီးတော့တခုခုကိုတူးနေတဲ့တူးတန်ကြီးကိုလည်းကြားရတယ်တော့။ဟင်ဘာချစ်ဟင်ကနေဖြစ်သွားတယ်။ခင်ဦးမျက်နှာကိုတစ်ချက်ဆက်ကြည့်ကအကဲခံနေတယ်။ခင်ဦးကတော့လိန်ဟန်မတူဘူးလို့ဘာချစ်စိတ်ထဲမှာမှတ်ချက်ပြုလိုက်လေတယ်။ကျုပ်ပြောတာမယုံဘူးလားတော့။ကျုပ်လည်းတခိုးထင်လို့ထကြည့်သေးတယ်။ကျုပ်ထွက်လာတော့တရားမှမရှိဘူးတော့။ဒါရင်ဘယ်ကမလဲဘေးဝိုင်းကမီအေးတို့လင်မယားကပါပြောနေတာ။မခင်ဦးတို့ဝိုင်းဘက်ကညာဆိုရင်ဘယ်သူလမ်းလျှောက်နေတာလဲတဲ့။ကျုပ်တို့ဝိုင်းထဲကလမ်းလျှောက်တန်ကြီးကိုကြားနေရတာလေ။သူတို့ပြောမှကျုပ်တောင်ပိုကြောက်လာတယ်တော့။ဒါဖြင့်မင်းဘာလို့ကျုပ်ကိုမနှိုးတာလဲ။အိုးတော့အိမ်မောကြနေတာလေ။တနေ့လုံးလေတော့ဆင်းရတာမဟုတ်လား။ဒါကြောင့်မလို့မနှိုးရတော့တာပါ။ဘယ်ဖြစ်မလဲခင်ဦး။ကျုပ်အိမ်နေတော့တခိုးကမင်းကိုတခုခုလှုပ်သွားရင်ခက်ကုန်မှာပေါ့။အဲ့ဒါကတော့တခိုးတော့မဟုတ်တော့ဘူးတော့။တခိုးမဟုတ်ရင်လည်းဘာလဲကွာ။တရေလားကွာ။ကျုပ်လည်းအဲ့ဒီလိုပဲထင်မိပါတယ်ကုဘချစ်ရဲ့။ခင်ဦးစကားကြောင့်ကုဘချစ်မျက်မှောင်ကျုံကစဉ်းစားနေတယ်။သူတို့မိဘများလက်ထက်ကလေးကနေတိုင်းခဲ့တဲ့အိမ်ဖြစ်ပြီးတကားမှအခုလိုမဖြစ်ဘူး၍ဘာချစ်ပူ၍စဉ်းစားရခံနေပါတယ်။ကိုဘာချစ်ဘာချစ်စဉ်းစားနေစဉ်ခင်ဦးကခေါ်လိုက်တယ်။ဘာလဲကွာငါစဉ်းစားနေတာခင်ဦးရဲ့တော့စဉ်းစားနေတာနောက်ထားအခုကျုပ်ရွာတွေကနက်ကြော်ကိုသွားခေါ်ထားတယ်။သူ့လိုက်ရင်တော့ဘာမှဝင်မပြောနဲ့နော်။ဘာကွာအခုကိစ္စကတရေလားလူလားတောင်မသေးချသေးတာကိုနက်ကတော့အောင်ပုကိုခေါ်ရတာလေခင်ဦးဟဲ့တော့ကိုဘာချစ်တော့သူ့လိုက်ရင်အောင်ပုလို့မခေါ်နဲ့နော်သူ့နာမည်ကိုအောင်လို့ခေါ်ကြလားအလကားကောင်းနေပါကွာသူကအလုတ်လုံးမစားချင်တော့နက်ကတော့လှုပ်ရှားနေတဲ့ကောင်ကွာမင်းမလို့ယုံနေကွာကျုပ်တော့ကိုတတိပေးပြီနော်ကိုဘာချစ်ကျုပ်ပြောသလိုလားလှုပ်ပါအေးမင်းလှုပ်ချင်တာသာလှုပ်တော့ကွာကျုပ်ကတော့အရက်ဆိုင်မဲ့တွားတော့မယ်ဘာချစ်လဲမိမဖြစ်သူခင်ဦးကိုထားပြီးတော့အရက်ဆိုင်သို့ထွက်လာခဲ့ပါတယ်
ဘာချစ်အရက်ဆိုင်မှာပြန်လာတော့မိုးချုပ်နေပြီဖြစ်တယ်။တော့ကိုဘာချစ်ဒီကနေ့တိတ်မူးလာပုံမရပါလားတော့။အေးငါနည်းနည်းပဲတောက်ခဲ့တယ်။မင်းပြောတဲ့လူလားတရေလားဆိုတဲ့ကောင်ဒီညငါကိုယ်တိုင်ဖမ်းမလို့ကွာ။မလူတော့ဘူး။ဟိုမှာအောင်ပြောတယ်လို့ဖွေးပြီးသွားပြီ။အဲ့ကောင်အောင်ဖို့ဘာတွေပြောသွားသေးလဲ။ तू ကအိမ်မှာရှိတဲ့အတိုက်ခတ်တွေကိုရှင်းပေးခဲ့တယ်တဲ့။ပြီးတော့ပွဲတစ်ပွဲထိုးလိုက်တယ်တော့။ကျုပ်တော့ဒီညအစပြီးစိတ်ချလက်ချအိတ်လို့ရပြီ။ဘာချစ်တယောက်ခင်ဦးကိုကြည့်ပြီးပြုံးလိုက်ပါတယ်။ခင်ဦးကတော့နက်ကတော့အောင်ရဲ့စကားကိုယုံကြည်ကစိတ်ချလက်ချပင်အိတ်နေရှာခဲ့တယ်။တဆက်အတန်ကြားနေရတယ်။ညတကောင်တို့ရောက်တော့ခြံဝိုင်းထဲမှာလမ်းလျှောက်တန်ကိုဘာချစ်ကြားလိုက်တယ်။အဲ့ရထဲမှာချက်ချင်းမထသေးပဲနားဆင်နေလိုက်တယ်။အတန်ကအိမ်နောက်ဘေးမှာဖြစ်တယ်။အိမ်နောက်ဘေးမှာတက်ရှက်ရှောင်ရင်အိမ်ရှိတို့ရောက်လာခဲ့တယ်။ပြီးတဲ့နောက်ခြေတန်းဟာအိမ်နောက်ဖွေးစီတို့ပြန်လျှောက်သွားပြန်တယ်။ခောက်တုတ်ခောက်ပြန်ရှောင်နေတဲ့ခြေတန်းကြောင့်ဘာချစ်လည်းခင်ဦးကိုလှုံနှိုးလိုက်တယ်။ဘာလဲတော့ခင်ဦးအိတ်ချေမူရူဖြစ်နိုးလာခဲ့တယ်။ဘာချစ်ကလေးတန်းတိုးတိုးဖြစ်မင်းပြောတဲ့လမ်းလျှောက်တန်ကြားလာကွာ။အဲ့လိုပြောလိုက်တော့ခင်ဦးမျက်လုံးပြိုးသွားတယ်။တေချာနားဆွင့်ပြီးလေတော့ခေါင်းလေးညင်ရင်ဟုတ်တယ်အဲ့ဒီအတန်ပဲကိုဘာချစ်အဲ့ဒီလိုပြောလေတယ်။မင်းနက်ကတော့တက်လို့မဟုတ်ဘူး။ငက်လိုလှုပ်ရှားနေတာခင်ဦးရဲ့နေအောင်ငါဝိုင်းထဲစစ်ကြည့်လိုက်အောင်မယ်။ဘာချစ်လည်းပစိုးကိုပြင်ဝင်ပြီးတော့ခြေတန်းကိုတက်နိုင်တဲ့များအတန်မထွက်အောင်နင်းပြီးတော့ခြံဝိုင်းထဲသို့ဆင်လာခဲ့ပါတယ်။ခြံနောက်ဘေးဘက်မှာလမ်းလျှောက်တန်းကြောင်အကွယ်တစ်ခုမှချောင်းကြည့်လိုက်တယ်။လမ်းလျှောက်လာသူကိုလောက်ရောင်အောင်နိုင်တင်းတင်းချင်းမြင်လိုက်ရပြီးဘာချစ်အံ့ဩသွားတယ်။ဟင်အဖေဘာချစ်အတန်းကြောင်လမ်းလျှောက်လာသူဟာဘာချစ်စီသို့လမ်းကြည့်တယ်။ဘာချစ်လည်းအကွယ်မှအမြန်ထွက်လာပြီးထိုလူရှိရာနေရာသို့သွားလေတော့ထိုလူဟာအံ့ဩဟန်ဖြင့်တစုံတစ်ခုကိုပြောမိဟန်ပြနေခြင်းဘာချစ်ရဲ့အရှိမပြောက်ွယ်သွားခဲ့ပါတယ်။မျက်စိရှိမှပြောက်ွယ်သွားတဲ့အဖေဖြစ်သူကြောင့်ဘာချစ်ဖေအဖေဘယ်ရောက်သွားလဲအဲ့ဒီလိုအော်ခေါ်လေတယ်။ဘာချစ်အတန်းကြောင့်ခင်ဦးအပြေးရောက်လာခဲ့တယ်။ကိုဘာချစ်ဘာဖြစ်တာလဲတော့ခင်ဦးငါအဖေကိုတွေးလိုက်တယ်ကွာ။အဖေကငါ့ကိုစကားပြောမလို့ပြင်နေတော့ငါရှိကနေပျောက်သွားတာ။အဖေကိုရှာရမယ်ခင်ဦးအဖေရှိတယ်ဟာ။ဟင်အဖေဟုတ်လား။ဘာချစ်စကားကြောင့်ခင်ဦးအံ့ဩသွားခဲ့တယ်။ဘာချစ်ကဲ့သို့ခြံဝိုင်းထဲလိုက်ရှာနေတယ်။ဒါပေမဲ့အရေးအယောင်တောင်မတွေ့ခဲ့ပြီ။နောက်ဆုံး၌ဘာချစ်နဲ့ခင်ဦးလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးအိမ်ထဲသို့ပြန်ဝင်လာခဲ့ကြပါတယ်။ခင်ဦးစောစောကအဖေကိုငါတေးသေးချာချာမြင်လိုက်ရတာဟာအဖေမအဖေစစ်ပါဟာဘာချစ်မရှိတင်ခဲ့တန်ဖြစ်ပြောလိုက်တယ်။ကိုဘာချစ်တော်မြင်လိုက်တာအဖေဆိုရင်အဖေကမကျွတ်လွတ်သေးတာများလားဟင်။အေးဖြစ်နိုင်တယ်ဟာဘာချစ်နဲ့ခင်ဦးတို့စဉ်းစားရခံနေတယ်။အဖေဖြစ်သူဦးကြောင့်လုံးတယောက်မြည်သည့်အတွက်ကြောင့်မကျွတ်မလွတ်ဖြစ်နေတယ်လေဆိုတာဘာချစ်စဉ်းစားမရခဲ့။အဖေမကျွတ်သေးဘူးဆိုရင်တော့ကျုပ်တို့အဖေကိုအမြတမ်းဝေပေးရမှာပေါ့ဘာချစ်ရဲ့။ဒါမှအဖေလည်းဒီဘဝကကျွတ်လွတ်နိုင်မှာပေါ့တော့။အေးမင်းပြောတာလည်းဟုတ်တယ်ကွာ။ဒါဖြင့်ငါတို့ရွာကြောင်ဖုန်းကြီးကိုပြင်ပြီးအဖေအတွက်ကုသိုလ်တွေလုပ်ပေးကြတာပေါ့ကွာ။ဘာချစ်ကခင်ဦးစကားကိုလက်ခံပြီးပြောလိုက်တယ်။ခင်ဦးအကြံပေးတဲ့အတိုင်းရွာကြောင်ဖုန်းကြီးကိုအိမ်သို့ပြင်ပြီးအဖေဖြစ်သူဦးကြောင်လုံးအတွက်ရေးဆိုပြီးတော့လူဝဲပစ္စည်းများပေးလူကြပါတယ်။ပြီးတဲ့နောက်ဦးကြောင်လုံးအတွက်ရေးဆက်ချအမျှပေးဝေခဲ့ကြတယ်။ဒီလောက်ဆိုရင်တော့ငါတို့အဖေလည်းကောင်းရမွန်ရရောက်တော့ပါပြီခင်ဦးနော်။ဒါပေါ့တော့ဒါနဲ့ကိုပါချစ်တော်ရက်တွေမတောက်ပါနဲ့တော့လားယင်အခုလည်းမတောက်ပဲနေနိုင်တာပဲတော့ငါသိပါတယ်ခင်ဦးရဲ့ငါလည်းအရက်မတောက်တော့ဘူးလို့စိုးပြတ်ထားပါတယ်ဟာဝမ်းတာလိုက်တာကိုပါချစ်ရဲ့ကျုပ်တကယ်ဝမ်းတာပါတယ်တော့ခင်ဦးတယောက်ပါချစ်စကားကြောင့်ဝမ်းတာနေရပါတယ်သူတို့ရဲ့ဝမ်းတာမှုကကြာရှည်မခံပဲဦးကြောင်လုံးအတွက်အမြတမ်းဝေပေးပြီး၃ရက်မြောက်နေ့သို့ရောက်တော့ခြံထဲမှာလမ်းလျှောက်တန်ကြီးကိုပြန်ကြားရပြန်တယ်မဟုတ်တော့ဘူးခင်ဦးငါတို့လည်းကုသိုလ်တွေလုပ်ပေးထားရနဲ့အဖေကဘာလို့မကြွမလို့ဖြစ်နေရတာလဲကွဘာချစ်အဖေဖြစ်သူရဲ့အတွက်စိတ်မကောင်းဖြစ်ရရှာပြီးတော့ပြောနေတယ်ခင်ဦးကလည်းဘာချစ်ကိုနှစ်သိမ့်ပေးရင်မဖြစ်တော့ဘူးကိုဘာချစ်ကျုပ်တို့တောင်တွင်းရွာကအမေကြီးကိုပင့်ပြီးမင်းမြဲရတော့မှာပဲတော့တောင်တွင်းရွာကအမေကြီးဆိုတာကဘွားမယ်စင်ကိုပြောတာလားကွဟုတ်တယ်လေတော့ခင်ဦးစကားကိုဘာချစ်ကောင်းနေလိုက်တယ်အေးဒါဆိုရင်တော့ငါကိုယ်တိုင်အမေကြီးကိုသွားပေးမယ်ကွာနေအောင်ကိုဘာချစ်တော်သွားမယ်ဆိုရင်ရွာသက်ကြီးကိုလည်းကြိုးကြောင်ပြောပြီးတော့သွားခေါ်လိုက်ရွာသက်ကြီးကအမေကြီးနဲ့ပို့ပြီးတော့ရင်းနှီးပါတယ်တော့အဲ့ဒီလိုလားအေးကွာဒါဆိုငါတို့သက်ကြီးဦးဖိုးမှန်ကိုလည်းသွားခေါ်လိုက်ပါမယ်နောက်တစ်ရက်နဲ့နိုင်ဘာချစ်လဲ
ရွာတဲ့ကြီးဥဖိုးမှန်ကိုအကျိုးအကြောင်းပြောပြီးတော့တောင်ထွန်းရွာကမဲပွားစိန်ကိုပင့်ခေါ်လိုက်ခဲ့ပြီးရင်ပြောလေတော့တက်ကြီးဥဖိုးမှန်ကသဘောတူကပါချစ်နဲ့အတူလိုက်လာခဲ့ပါတယ်။အဲ့ဒါပဲဘွားရေဒီကောင်ကသူ့အဖေမကြွမလို့ဖြစ်နေတာမလို့ဘွားစီကိုလာပြီးတော့ကုညီတောင်းတာလေဗျာ။တက်ကြီးဥဖိုးမှန်စကားကိုပါချစ်ကလည်းကောင်းကြီးထောက်ခံလေတယ်။အင်းပေါ်လေသူလဲတန်တရာမှာဘာတွေကိုဆွဲလန်းနေလို့များမကြွမလို့လည်းမသိပါဘူးကွယ်။ကျုပ်လည်းအဲ့ဒါသိချင်လို့လာတာပါမိကြီး။ကျုပ်ဘက်ကသားတယောက်အနေနဲ့အဖေနဲ့အမေအတွက်ကုသိုလ်ကောင်းမှုတွေလုပ်ပေးခဲ့ပါတယ်။ဒါကိုတော့အဖေကဘာကြောင့်မကြွမလို့ဖြစ်နေရလဲဆိုတာကျုပ်ဖြစ်စဉ်းစားမရပါဘူးဗျာ။ဘာချစ်ကအဖေဖြစ်သူအတွက်စိတ်မကောင်းဟန်ဖြစ်ပြောလေတယ်။အေးကွယ်ဒါဖြစ်လဲသူ့ဝိညာဉ်ကိုခေါ်ပြီးမေးကြည့်လိုက်တာအကောင်းဆုံးပေါ့။မောင်ရဲ့အဖေနာမည်ကဘာတူလဲ။ဦးကြောင်လုံးမမေကြီး။အေးဒါဖြစ်ဘွားခေါ်ကြည့်မယ်လေ။မောင်ရင်တို့မရှင်းနေတဲ့ကိစ္စကိုရှင်းနေခိုင်းရတာပေါ့ကွယ်။မဲပွားစိန်ကအဲ့လိုပြောပြီးဦးကြောင်လုံးရဲ့ဝိညာဉ်ကိုခေါ်လေတော့တယ်။မဲပွားစိန်ကဦးကြောင်လုံးရဲ့ဝိညာဉ်ကိုခေါ်လေတော့ထန်းလက်ခုံနဲ့ထိုင်နေတဲ့နန်းကြိုင်ကဇက်ခနဲ့ထားလိုက်တယ်။ခေါင်းကြီးကိုလည်းအောက်သို့ငိုက်ထားတဲ့နန်းကြိုင်ကြောင့်ဒေါ်ဝင်းကသမီးငြိမ်ငြိမ်နေလေကွယ်အဲ့ဒီလိုတိုးတိုးလေးကပ်ပြောလိုက်လေတော့တယ်။မဲပွားစိန်ကနန်းကြိုင်ကိုတေချာစူးကြည့်နေစဉ်ဒေါ်ဝင်းလည်းနန်းကြိုင်အဆူခံရမည်ဆိုတာကြောင့်စိုးထိတ်နေပါတယ်။ရောက်လာပြီလား။မဲပွားစိန်အမေတော့နန်းကြိုင်ကခေါင်းနေတယ်။ဒေါ်ဝင်းတယောက်လမ်းသွားခဲ့တယ်။ဟဲတော်အမေကျုပ်သမီးမိဝင်းညီနေစမ်းမှာဒေါ်ဝင်းကအလန့်တကြားအော်ရာကြောင့်ဘွားမေစိန်ကဟန့်တားလိုက်တယ်။ဟာဒီဘက်ကဘယ်သူဘဝဆိုတာသိလား။မောကြည့်လိုက်စမ်း။ဦးကြောင်လုံးရဲ့ဝင်းကျင်ကနန်းကြိုင်ရဲ့ကိုယ်ထဲသို့ဝင်နေခဲ့တယ်။မဲဘွားစိန်ကမောကြည့်ခိုင်းနေတော့မောကြည့်လာတဲ့နန်းကြိုင်ရဲ့မျက်နှာဟာမျက်လုံးများနေရဲလို့နေပါတယ်။ဘားချစ်ကိုလှမ်းကြည့်ပြီးတော့ကျုပ်သားဘားချစ်ပါ။အဲ့ဒီလိုဖြစ်လေတော့ဘားချစ်မှာပါဇက်ဟောင်းသားဖြင့်နန်းကြိုင်လေးကိုကြည့်နေရှာတယ်။မောင်ဘားချစ်ကအဖေဖြစ်သူရဲ့ကောင်းမှုကုသိုလ်တွေလုပ်ပေးပါရဲ့နဲ့အဖေဖြစ်သူဘာကြောင့်မကြွမလို့ဖြစ်နေရတယ်ဆိုတာသိချင်နေတာ။ကျုပ်ပစ္စည်းတွေကိုစိတ်မချလို့ပါ။ဘာပစ္စည်းလဲ။ဘယ်ပစ္စည်းကိုဘာကြောင့်စိတ်မချတာလဲ။မဲဘွားစိန်မေးတော့ဦးကြောင်လုံးဝင်းကျင်ကဖြေဖို့တုံနေခဲ့ပါတယ်။ဟဲ့ပြောလေ။ဘာကြောင့်မဖြေနိုင်ရတာလဲ။ဒီလိုဘဝမျိုးမှာပဲဆက်ပြီးတော့နေချင်သေးတာလား။ကျုပ်မနေချင်ပါဘူး။အေးမနေချင်ရင်လည်းပြောလေ။ဦးကြောင်လုံးရဲ့ဝင်းကျင်ကဘာချစ်ကိုသာတွင်ကြည့်နေတယ်။ကျုပ်ပြောမဲ့အကြောင်းရင်းကကျုပ်အတွက်ဘာမှမထူးခြားတော့ပေမဲ့ကျုပ်သားအတွက်တော့ထူးခြားသွားနိုင်တယ်ဗျ။ကျုပ်ကြောင့်ဒီကလေးကိုသူများတွေပြောဆိုခံရမယ့်ကိစ္စကြီးကျုပ်မပြောနိုင်ပါဘူးဗျာ။အဲ့ဒီလိုဦးကြောင်လုံးဝင်းကျင်ကခေါင်းလေးတရမ်းရဖြစ်ပြောလေတယ်။ဘာချစ်ကမြအဖေဖြစ်သူကိုကြည့်၍အဖေကျုပ်ကဘာမှအရေးမကြီးပါဘူးဗျာ။အဖေအခုလိုမကြွမလို့ဖြစ်နေတာကိုပဲကျုပ်ရင်နာလို့မဆုံးပါဘူးဖေယား။အဖေကိုဒီလိုဘဝမျိုးကြီးနဲ့ကျုပ်မကြည့်ရဘူးဗျ။အဲ့ဒီလိုဝမ်းနဲ့တန်ချီဖြစ်ပြောလေတယ်။ငါသားအဖေတောင်းပန်ပါတယ်ကွာ။ကျုပ်ကိုမတောင်းပန်ပါနဲ့ဖေယား။အမေကြီးကိုပြောထားတာလေးကိုသာအဖေလှုပ်ဆန်းပါ။အမေကြီးမေးတာကိုဖိလိုက်ပါဖေယား။ဘာချစ်ကအဖေဖြစ်သူဦးကြောင်လုံးကိုနားချနေတယ်။ဦးကြောင်လုံးကမျက်ရည်များဖြင့်ခေါင်းကိုညှိပြီးတော့ကျုပ်ပြောမယ်။အဖေပြောပါမယ်သားရ။ဒီလိုပါ။ကျုပ်နာမည်ကအင်းနန်းရွာတရားလုံးသိထားတဲ့ဦးကြောင်လုံးအပြင်နာမည်တနာမည်ရှိပါသေးတယ်။ဦးကြောင်လုံးစကားကြောင့်ဦးဖိုးမန်တို့ပို့ပြီးတော့စိတ်ဝင်စားသွားကြတယ်။ကျုပ်နာမည်ကသိန်းငယ်လို့ခေါ်ပါတယ်။ပြောရရင်တော့ဘိုးသိန်းငယ်ပေါ့ဗျာ။ဟာဘိုးသိန်းငယ်ဆိုတာကျုပ်တို့ငယ်ငယ်ကကြားဘူးတဲ့ဓမြဘိုးသိန်းငယ်များလား။တကြီးဦးဖိုးမန်ကအဲ့လိုထပြောလေတော့ဦးကြောင်လုံးခေါင်းငိမ့်နေတယ်။ဟုတ်ပါတယ်။ကျုပ်ကအဘိုးတပြအဖေဓမြကနေမွေးဖွားလာတဲ့တားဓမြဘိုးသိန်းငယ်ပါ။ဟာဒါဖြင့်ခမည်းဘလူများကျုပ်တို့ရွာကိုခြေချတာလေဗျ။တကြီးဦးဖိုးမန်ကဦးကြောင်လုံးကိုမေးလေတော့ဦးကြောင်လုံးကကောင်းငိမ့်ပြီးတော့ကျုပ်ပြောပြပါမယ်။ကျုပ်အတွက်မမေ့နိုင်တဲ့ဖြစ်ပျက်တစ်ခုပေါ့ဗျာ။အဲ့လိုအစာချေကသူ့ရဲ့ဘဝအကြောင်းကိုပြောပြနေတော့တယ်။ဘိုးသိန်းငယ်တို့တော်တွင်းစခန်းတိုင်းအစည်းအဝေးထိုင်ခဲ့ကြပါတယ်။အဖေပြသူရဲ့အမွေကိုဆက်ခံကဓမြတိုင်လူသက်သောဘိုးသိန်းငယ်ဆိုသည်မှာငယ်ရဲသောလူငယ်တူပင်ဖြစ်ပါတယ်။အသက်အပြင်25နှစ်သာရှိတဲ့ဘိုးသိန်းငယ်ကိုစခန်းရှိသူများကယူသေးကြပါတယ်။ဒါပေမဲ့ဘိုးသိန်းငယ်လက်အောက်၌မလုံလို့ရင်ပုံကံလူသူများကလည်းရှိကြပြန်နေ။တနေ့၌ဘိုးသိန်းငယ်တယောက်တော်တွင်းတနေရာ၌တရားထိုင်နေတဲ့ရသေးကြီးတစ်ပါးကိုတွေ့မြင်ခဲ့ရပါတယ်။ဟဲ့ကောင်တွေတမင်းရှိတယ်မလား
တထုတ်ပေးစမ်းကွာတပည့်တယောက်ပြီးတဲ့ထမင်းထုတ်ကိုယူပြီးတော့ဖိုးသိန်းငယ်လေရသေးကြီးရှိရာအနီးသို့ရောက်လာခဲ့ပါတယ်ရသေးကြီးကျုပ်ထမင်းထုတ်ကပ်ပြရစီလူသက်ဓမြတိုက်တဲ့ဖိုးသိန်းငယ်ဟာရသေးကြီးကိုထမင်းထုတ်ကပ်လေတယ်ရသေးကြီးကဖိုးသိန်းငယ်ရဲ့မျက်နှာကိုသိချကြည့်ပြီးတော့မောင်ရင်လေးမကြခင်မှာမောင်ရင်လေးရဲ့အသက်ကိုရန်ပြုခံရတော့မယ်ကွအဲ့ဒီလိုပြောလေတော့ဖိုးသိန်းငယ်မျက်လုံးပြူသွားတယ်ဘယ်လိုအသက်ဘေးမျိုးကိုကျုပ်ကကြုံရမှာလဲရသေးကြီးရဲ့ကျုပ်ပြောပြရင်မောင်ရင်လေးဘက်ကဒီလိုအကုသိုလ်အလုပ်ကိုစွန့်လွတ်ပြီးကောင်းရောင်ကောင်းဝင်လှုပ်ရှားနိုင်ပါမလားရသေးကြီးကပြီးတော့ဖိုးသိန်းငယ်စဉ်းစားရခက်သွားတယ်မောင်ရင်လေးစဉ်းစားပါဒါပေမဲ့မောင်ရင်လေးအတွက်အချိန်ကတိတ်မကြံတော့ဘူးရသေးကြီးရဲ့ရုပ်သွင်းကိုဖိုးသိန်းငယ်အကဲခတ်တယ်သူကစားနောက်နေတဲ့ပုံစံမဟုတ်တာကိုဖိုးသိန်းငယ်သိတယ်အခုလိုတခါမှမတွေ့ဘူးမမြင်ဘူးပေမဲ့ကျုပ်ရသေးကြီးကိုကြည်ညိုပါတယ်ဒါကြောင့်မလို့ရသေးကြီးပြောတာကိုလည်းကျုပ်ယုံကြည်မိတယ်ပြောပါရသေးကြီးကျုပ်ဂရိပေးပါတယ်ဗျာဘိုးသိန်းရဲ့စိတ်ထဲနဲ့ရသေးကြီးကိုယုံကြည်နေတယ်ကြည်ညိုစိတ်လည်းညားနေပုံရတယ်ကောင်းပြီကျုပ်ကိုမောင်ရင်ဘက်ကဂရိပေးတယ်ဆိုရင်ကျုပ်ပြောပြပါမယ်ဒီကနေ့ကစလို့နောက်2ရက်မြောက်တဲ့နေ့မှာမောင်ရင်ရဲ့တပည့်တွေမောင်ရင်အပေါ်သစ္စာဖောက်ကြလိမ့်မယ်မောင်ရင်လည်းသူတို့လက်ချက်နဲ့ပဲတေဆုံးရလိမ့်မယ်ရသေးကြီးစကားကြောင့်ဘိုးသိန်းကအံ့ဩထိတ်လန့်သွားခဲ့ပါတယ်မလန်းမကန့်မှတပည့်များကိုလှမ်းကြည့်လိုက်တယ်ပြီးလေမှကျုပ်ဘယ်လိုလုပ်ရမလဲရသေးကြီးအဲ့ဒီလိုရသေးကြီးကိုအားကိုးတခြင်းမေးရှာတယ်ဒီညတကောင်ကြော်တာနဲ့ဒီအရက်ကနေအရှိဆူဆူကိုထွက်သွားပါအဲ့ဒီလိုကျုပ်ပြောတာကိုလုပ်ရင်မောင်ရင်အသက်ဘေးကလွတ်ပြီးကွအေးအသက်ဘေးကလွတ်ရင်လည်းကျုပ်ကိုပေးထားတဲ့ဂရိကိုတီးပေါ့ကွကျုပ်ဂရိတီးပါတယ်ရသေးပိုသိန်းငက်ကရသေးလို့ခေါ်ကဂရိပေးရှာတယ်ရသေးကြီးကလည်းကောင်းကိုညှိ၍နေရာမှထထွက်သွားပါတော့တယ်အဲ့ဒီနောက်ပိုသိန်းငယ်လည်းသူစုဆောင်းထားတဲ့ရွှေငွေများနဲ့တနက်ကိုယူဆောင်ကညတကောင်တို့ရောက်တာနဲ့ရသေးကြီးပြောခဲ့တဲ့အတိုင်းအရှိဆူဆူတို့ထွက်ပြေးသွားခဲ့ပါတယ်။ဓမြဘွားမှာထွက်ပြေးလာတဲ့ဘိုးသိန်းငယ်တယောက်ကုံတဲ့အယောင်ဆောင်ကဘွားကိုဖျက်တမ်းရင်မှာအင်တိုင်းရွာသူမဖွားတင်နဲ့ချစ်ကြိုက်ပြီးသူ့ရဲ့ဘွားကိုအင်တိုင်းရွာ၌သာအခြေချခဲ့ပါတော့တယ်။ဦးကြောင်လုံးကသူ့ရဲ့ဘွားအကြောင်းကိုပြောပြပြီးလေတော့ဘာချင်မှအဖေဖြစ်သူကိုကြည့်ကတက်ပင်းချခဲ့ပါတယ်။ငါသာအဖေအကြောင်းတွေကိုသိလိုက်ရတော့အဖေကိုစိတ်နာသွားပြီလားယင်ကျုပ်စိတ်မနာပါဘူးဖေရဲ့ကျုပ်ကဘာလို့အဖေကိုစိတ်နာရမှာလဲအဖေမွေးလို့ကျုပ်ကလူဖြစ်လာတဲ့ကောင်မအဖေရဲ့ကျုပ်အဖေကိုအခုထိဘလို့မှအပြစ်မမြင်ပါဘူးဗျာဟုတ်ပါတယ်ဦးကြောင်လုံးရဓမြဘူတိန်ငယ်ဆိုတာကျုပ်တို့လူငယ်ဘဝကကြားဘူးတာပဲရှိတာပါကျုပ်တို့မှာပြင်မရတဲ့အမားတွေရှိကြတာပဲကျုပ်တို့နားလဲပါတယ်နောက်ပြီးခမည်းသားကိုဘယ်သူမှဝိုင်းပြီးတော့လက်ညှိုးမထိုးရအောင်ဒီကိစ္စကိုကျုပ်ဒီမှာပဲကျုပ်တို့ဖုံးဖိထားနိုင်ပါတယ်ဗျရွာသူကြီးဦးဖုံးမှန်ကလည်းဝိုင်းဝန်းကပြောပြီးတယ်အကြောင်းစုံတော့သိပြီဒါဖြင့်ဓမြဘူကြီးကဘာကိုဆွဲလန်းပြီးမကျွတ်မလွတ်နိုင်တာလဲဆိုတာပြောစမ်းပါဦးမေဘဆိုင်ကမေတော့ဦးကြလုံးလဲကျုပ်ရဲ့တနက်ကိုပါလူသိမှာဆိုတော့ကျုပ်ရဲ့အိမ်နောက်ဖွေးမှာပဲမြေချင်းတူပြီးမြုပ်ထားခဲ့တာပါဒါပေမဲ့ကျုပ်မသိခင်ကျုပ်သားဒီတနက်ကိုတွေ့သွားမှာဆိုတဲ့စိတ်ကြောင့်ကျုပ်မကျွတ်မလွတ်ဖြစ်နိုင်တာပါဦးကြောင်လုံးဓမြဘွက်ကပါလာတဲ့တနက်ကိုဆွဲလန်းနေခြင်းဖြစ်တယ်ဆွဲလန်းနေခြင်းထက်တားဖြစ်သူတွေ့သွားမှာကိုစိုးရိမ်နေခြင်းဖြစ်ပါတယ်ဒါဆိုရင်တော့ဒီတနက်ကိုပြန်လဲတူးဖော်ပြီးတော့တကြီးလက်ထက်ကိုအပ်လိုက်ပါမယ်ဒီလောက်ဆိုရင်မောင်ရင်ရဲ့ဆွဲလန်းနေကျွတ်လောက်ပြီးထင်ပါရဲ့ကွယ်ဟုတ်ကဲ့မောင်ဖုံးမယ်ကြားတဲ့အတိုင်းပဲနော်မောင်ဘချစ်တို့အိမ်ကတနက်ကိုလူမတွေ့အောင်တိတ်တိတ်ဆိတ်တူးယူလိုက်ကြပေါ့ပြီးရင်တော့သူ့အတွက်ရည်စူးပြီးအမျှတန်းလေးထပ်ပြီးတော့ပေးဝေလိုက်ပါသူလဲကျွတ်လို့ချိန်တန်းပါပြီဟုတ်ကဲ့ပါမေကြီးကဲဒီကလေးရဲ့ကိုယ်ထဲကထွက်သွားလို့ရပါပြီကွယ်မောင်ရင်ရဲ့သားနဲ့တကြီးတို့စီစဉ်ပေးမှမလို့ကုသိုလ်လုပ်ရင်လည်းတာရုခေါ်ပြအောင်ခေါ်လိုက်ပါကွယ်မေဘွားစိန်ကပြောတော့ဦးကြောင်လုံးကောင်းငိမ့်နေပါဦးဗျာကျုပ်အဖေကိုနောက်ဆုံးနေနဲ့ကြောပြစေဦးပါချစ်ကပြပြတလဲတားပြီးတော့ကိုပြစ်ပေါ်မှာဆင်းကမြေကြီးပေါ်ထိုင်ချရေးကြော်လေးတယ်ဦးကြောင်လုံးကပြုံပြီးတားဖြစ်သူကိုကျင်နေတယ်အဖေသွားပြီငါသားရေပါချစ်ကိုနှုတ်ဆက်ပြီးနန်းကြိုင်လေးကိုထဲမှာဦးကြောင်လုံးကဝင်းကျင်ထွက်သွားပါတော့တယ်ဦးကြောင်လုံးဝင်းကျင်ထွက်သွားတာကြောင့်လဲကျသွားတဲ့နန်းကြိုင်လေးကိုတော်ဝင်းကပေးထူပေးပါတယ်မေဘွားစိန်ကလည်းနန်းကြိုင်လေးကိုရေမန်းတိုင်၍တော်ဝင်းကိုအိပ်ရတဲ့သူခေါ်သွားစေတယ်ကြံ့ရစ်တော့တကြီးဦးဖိုးမှန်နဲ့ပါချစ်တို့ကိုလည်းမှားစရာရှိတာများမှာတာကစကားဆက်လက်ပြောနေခဲ့ပါတယ်ခဏညကြာလေတော့ပါချစ်ကမေဘွားစိန်ကိုကြော်လေတယ်ကြော်ပြီးလေမှအင်တိုင်းရွာသို့ပြန်သွားကြတော့တယ်
သူတို့လည်းဦးကျော်လုံးရဲ့ဝိညာဉ်ကိုဆွဲလန်းနေတဲ့တနက်ကိုလူများမသိစေရန်တူးဖို့ရအောင်ပဲဖြစ်ပါတယ်။ဦးကျော်လုံးကိုဓမြဖို့ဘိုးသိန်းငံမဲမဲပွားစိန်ဒေါ်ဝင်ဘာချစ်နဲ့တကြီးဦးဖိုးမန်တို့မှလွဲပြီးတော့ပြည်သူမှမသိခဲ့ကြပြီ။တနက်ကိုတူးဖို့ပြီးလိမ့်မှအမျှတန်းပေးဝင်မည်ဖြစ်ပါတယ်။မဲပွားစိန်ကလည်းထပ်မံပြီးတော့ဓမြဖို့တရေကြီးရဲ့အဆွဲလန်းကိုချွတ်လွတ်ပေးနိုင်ခဲ့ပါတယ်။ပရိသတ်များရှင်ဒီကနေ့မှာတင်ဆက်မှုလေးကတော့ဒီနေရာမှာပြီးဆုံးပါပြီ။နောက်ရက်များမှာလည်းဒီဇလန်ရဲ့ကြံရှိနေသေးတဲ့အပိုင်းများကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်များကဆက်လက်ဆောင်မြောင်ကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်။ဒီကနေ့မှာနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တဦးချင်းစီတိုင်းကိုတူးပင်ကျေးဇူးတင်ပါတယ်ရှင်။